အမ အော်ကိုသမင်းစားမလို့လားဘာဟင်းနဲ့စားမှာလဲ ဟိုအလွတ်စားလို့ရမလား အော်ရပါရဲ့ ဟဲ့လားအဲ့ဆိုအခန်းထဲသွားမယ်လေ ဟေးဘာပြောလဲ မဟုတ်လေဟိုကျွန်တော်စားမှာအသားမပါဘူးတက်လို့စားမှာလို့အခန်းထဲသွားပြီးလက်သွားဆေးမလို့ အော်အဲ့လိုပြောမှာကိုရဲ့ ဟိုသမင်းမစားရင်တစ်ခုလောက်မေးချင်လို့ မင်းလေ နာမည်ဘယ်လိုခေါ်လဲမသိ အော်အပေါက်ပါ ဟိုအပေါက်ပါတယ် အော်အပေါက်ပါဘူး အပေါက်ဟိုတစ်ခုထပ်မေးမယ်နော် မင်း အပြူလား ဘာဆိုင်လို့လဲအိုးဆိုမစားတော့ဘူးလား အိုးလဲစားတယ်အပြူလဲစားတယ်တစ်ခုလည်းလဲစားတယ်အကုန်စားပါတယ်ဟိုဒါပေမဲ့လေဟိုအပြူချက်တာကြတော့တီတီတက်တက်ပေါ့တက်တက်ခက်ခက်ပေါ့အိုးဆိုတော့ဘူဒီပတ်တီနိုင်ပြီးတော့ဟိုချက်တာမတတ်မှာဆိုလို့စားတယ် မှတ်ထားအပြူစစ်စစ်ရေမရောနော် ဟောအပြိုစစ်ရေမယုံအပြိုကရေမမလို့လားစီပဲလို့တယ်ကြာ ဘာတွေချက်ပြောနေလဲ ဟုတ်လေဟိုအပြိုဆိုလို့ရှိရင်လို့အရေတော့မချပေးနဲ့တော့လို့ထမင်းလေးကိုစီလေးနဲ့ပဲနေပြီလေ အေးပါနော် ဟိုတခုလောက်ထပ်မင်းမယ် ရှင်အကောင်းမင်းနော် ဒီကအကောင်းမင်းပါပါဟိုဒီပတ်ဝန်းကျင်မှာလေဟိုကြောက်တွင်းနေအများကြီးပိုင်နေတထေးဥစော်မိုင်တို့ဟိုတိလားမသိတိလိုက်ပြပေးပါ အော်ဥဆောင်မိုင်လားတိတာပေါ့ဥဆောင်မိုင်ကဟိုအရင်ကတော့ဖက်ကမှနေဒါပေမဲ့အခုသူတို့အိမ်ဆောက်နေလို့ဒီမော်နဲ့မလန်းမကမ်းမှသူတို့နေတယ်ဒါနဲ့ဥဆောင်မိုင်ကဘာတော်လို့လဲ ရောက်ဖတော့တာဟိုကိုကလေဟိုရန်ကုန်ရွှေမြို့တော်ကြီးမှာပေါ့လုပ်ငန်းတွေအများကြီးကုမ္ပဏီတွေအများကြီးပိုင်နေတထေးတရအရန်ချမ်းသာတာပုပ်ပုံမို့လို့ပြောတာမဟုတ်အရန်ချမ်းသာတာ ဟုတ်လား အဲ့ဒါကိုကအခုသူ့ကိုဒီဘက်ကမှာရှိတဲ့ကြောက်လုပ်ငန်းတွေကိုခဏပေါ့ခဏအပိုင်ပဲပြောလိုက်ပါတော့ကွာအပိုင်လွှဲပေးလိုက်တာသူ့အတွက်မိုးဘိုးပဲဖို့ပေါ့နော်တိန်ထောင်နဲ့တောင်းနဲ့ဆိုသူ့အတွက်မိုးဘိုးပဲဖို့ကွာနည်းနည်းပေးထားတာဘာတထေးလေ ကြီးတောင် အဲ့လောက် ဒါနဲ့အကူကရန်ကုန်မှာဘာလုပ်တာလဲ ခေါင်းလောက်တာလေကောင်မလေးတွေအများကြီးပြိုင်မသိလားကြိုရင်လွတ်လိုက်ဟော အာကိုကလေ တော့ဘာပြော မင်းနဲ့ပါဆိုင်ငါခေါင်းကိုက်လို့ခေါင်းကောင်းလို့ပြောတာဘာဖြစ်လို့ ဟောဒီလိုပါအကူကဘာလုပ်လဲဆိုတော့ကိုကတထေးဆိုတော့ကိုကဘာမှလုပ်เสียမလို့ သူများတွေကဝိုင်းလို့ ကျိုးတုပ်ပြီးဝိုင်းလုပ်တယ်ငြိမ်နေရတော့ဒီမှာဟမ်ဟေးဘာပြောရလဲ မင်းကိုလို့ကွာငါလည်းငါအကြောင်းငါပြောနေမင်းနဲ့ပါဆိုင် ပြော ပြီးရပါ အကူစားတော့မလိုက်ညီမသမင်းပြင်လို မ က် ပြင်းနဲ့တော့ပထမတော့စားမလို့စိုင်ထဲကိုခွဲဝင်နေလို့မစားတော့ဘူးခွဲကြိုက်ခံမှာဆိုလို့ ဩခွေးကိုက်ခံမှာကြောက်နေသေးလားခွေး ခွဲချင်းမကြောက်တော့ဘူးစားမယ်ဟမ်ဟေးသွားမယ်အပေါက်သွားမယ်နောက်ကြုံရင်လာခဲ့မယ် ဟုတ် သွားမယ်အောင်နဲ့ ကောင်းမှပြီဂုတ်ကြခွေးဝဲစားလေး ဟုတ် အော်နောက်လာခဲ့အောင်နော် အာကောင်မမသိကြောက်တော့မယ်ကဲဟောရင်စားကြည့်ပြီကွာ လာပြမင်းသမင်းထည့်ပြောပါဦးရှင်လေ သမင်းမမစားချင်တာတစ်ဖက်တော့စားကြည့်